မောင်ဘာလို့ရင်လို့စကားမပြောတော့တာလဲ မောင်မသိရလားမသိချင်အောင်ဆောင်းတာလား မောင်ဘာတွေပြောနေတာလဲမောင်စိတ်ကိုမတကယ်နားမနေတော့ဘူး မသိလားမောင်မင်းညစာပို့တယ်မလိုင်းပေါ်မှာရှိတယ်ဒါပေမဲ့စာမပြေခဲ့ဘူး အော်အဲ့ဒါကြောင့်လားငါ့ဤတော့မှမို့လိုင်းဖွင့်ပြီးခဏဝင်ကြည့်တာပါမောင်ရဲ့ ဟဲ့ပြီးတော့မဟိုတနေ့ကကျွန်တော်ချစ်တဲ့ကလေးဆိုပြီးလာခေါ်တယ်မကျွန်တော်ဘယ်ကလေးလို့ခေါ်ဖို့လို့လဲ မောင်ရင့်နေရလားကလေးဆိုတာဒီတိုင်းပြင်းလို့ရှောက်ခေါ်နေတာ လမ်းခွဲရအောင် မောင်အစာတွေကပြက်ချင်နေမှန်းသိပါတယ်တကြတာပေါ့ ကျွန်တော်မဖြစ်ချင်ဒါနဲ့နောက်ခွင့်မှာကျွန်တော်တငယ်ချင်းနဲ့ပြန်လာရမခံထားနိုင်လို့ ဘာလို့တိသွားလဲ ကျွန်တော်တွားတော့ပြီပြောတာဒီပါ